အားလုံးမင်္ဂလာပါ Physical Science ပေါ့နော် Potential Kinetic Energy ကိုကျွန်တော်ရှင်းဆက်ပေးပါမယ်002ပေါ့နော်အဲ့တော့ကျွန်တော်ခုနပြီးခဲ့တဲ့ slide မှာကတော့ကျွန်တော်တို့ Kinetic Energy ဆိုတာဘာလဲ Potential Energy ဆိုတာဘာလဲပြီးရင် Kinetic Energy ရဲ့ဥပမာလေးတွေ Potential Energy ရဲ့ဥပမာလေးတွေကိုကျွန်တော်တို့ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ why both are types of energy အဲ့တော့ဒီ kinetic ပဲဖြစ်ဖြစ် potential ပဲဖြစ်ဖြစ်သူတို့က types of energy မျိုးစားတွေဖြစ်တယ် there are some significant difference between the two သူတို့နှစ်ခုကြားမှာတိသာထင်ရှားတဲ့ခြားနားချက်တွေရှိတယ် kinetic energy is all about the movement or motion kinetic energy ကတော့ movement or motion ရွေ့လျားမှုတွေနဲ့ပတ်သက်နေတဲ့ဟာကိုကျွန်တော် kinetic energy လို့ခေါ်မယ်နောက်တစ်ခါကျတော့ there needs to be velocity အဲ့လိုရွေ့လျားတဲ့နေရာမှာ velocity ဆိုတဲ့အလျင်လိုလိမ့်မယ် potential energy နောက် potential energy ကတော့ on the other hand တခြားတစ်ဖက်မှာဒါဒီ transition words ပေါ့နော် is to တူလောင်ထားတယ် not moving ရွေ့လျားမှုမရှိဘူးဒါကြောင့်မလို့ potential energy ကိုကျွန်တော်တို့က store energy လို့လည်းခေါ်ကြတယ် another difference is that kinetic energy can be transferred kinetic energy ကရွေ့လျားနေတဲ့ချိန်မှာသူ transfer လုပ်သွားလို့ရတယ် while potential energy cannot potential energy ကတော့သူရနေတဲ့အချိန်မှာဒီပြင်ဟာကိုသူမပြောင်းဘူးเนาะသူပြောင်းလို့မရဘူးသူရွေ့လျားမှ potential ဆိုတာကအလားလာရှိတယ်เนาะအလားလာရှိနေတယ်သူစတင်လှုပ်ရှားမှသူကဒီစုဆောင်းထားတဲ့ energy တွေထွက်လာတာအဲ့တော့ for example ပေါ့เนาะ kinetic energy is transfer while bowling เนาะအဲ့တော့ bowling လုပ်ပြီးပြစ်နေတဲ့အချိန်မှာသူရွေ့လျားနေတဲ့အချိန်မှာသူ့ရဲ့ energy ပြောင်းသွားနိုင်တယ် the movement from body အဲ့တော့အဲ့ဒီရဲ့ဒီ bowling ဟာเนาะရွေ့လျားမှု bowling ကဘယ်ကရလာလဲဆိုရင် body movement ကရလာတာ body movement ကဒီလက်နဲ့ရွှေ့ပြီးတော့เนาะ transfer energy to the bowling ball အဲ့တော့ဒီ energy နှစ်ခုကိုသူကပြောင်းသွားတာဒါကြောင့်မလို့သူကရွေ့လျားမှုမှာရွေ့လျားနေတော့မှ energy transfer လုပ်သွားတယ်လို့ပြောတာပေါ့ the ball rolled down the lane and collide with the pin အဲ့တော့ဒီဟိုပါပေါ့နော် bowling ball ဟာ lane အတိုင်းပဲပေါ့နော်သူလမ်းကြောင်းလေးတိုင်းဆင်းချသွားတယ် collide with the pin နဲ့သူကဒီနော်အယုတ်ကလေးကိုသွားရိုက်တယ်အခုလိုရေးသွားရိုက်ပြီးတဲ့အခါမှာ this transfer energy from ball to the pins is what knocks the pin over သူရေးချလာတဲ့ energy ဟာဒီ pin လေးကိုသူကသွားရိုက်လိုက်တယ်နော်အဲ့ဒီညမှာ energy က transfer ဖြစ်သွားတယ်နော်ရေးချနေတဲ့ဒီဘောလုံးရဲ့အရွေဆိုင်ဟာပင်ဘက်ကိုကူးသွားတယ်ပင်ဘက်ကိုကူးသွားပြီးတော့ knocks the pins over နော်ပင်လေးကိုရိုက်ပြီးတော့ကျွန်တော်တို့လွှင့်ထုတ်ပလိုက်တယ် another example of energy transfer can be seen in playing the piano နောက်တစ်ခါဒါ piano တီးတဲ့နေရာမှာကျွန်တော်တို့ကြည့်ပါမယ်နော်အဲ့တော့ the energy from the fingers နော်လက်ချောင်းလေးတွေပေါ် energy hits the keys on the piano နော်ဒီဟွာပေါ့နော် piano ရဲ့ဒီအစံလေးတွေပေါ့နော် piano ရဲ့ keyboard ရဲ့အစံလေးတွေကိုလက်ကရိုက်ခဲ့တဲ့အခါမှာ this energy transfer to the internal mechanism of the piano အဲ့တော့ piano ရဲ့ဒီဖွဲ့စည်းပုံမှာသွားရိုက်ခတ်တယ် and hammers hit the string အဲ့တော့ဒီကျိုးတွေကိုသွားရိုက်ခတ်တဲ့အချိန်မှာ make music เนาะကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဂီတတန်စင်တွေထွက်လာတယ်ပေါ့နော်အဲ့ဒါဒီလည်းပဲ piano ဒီလည်းပဲဒီ kinetic energy ကိုဥပမာပေးတဲ့ဥပမာတစ်ခုဖြစ်ပါတယ်နော် can kinetic energy be converted to potential energy kinetic energy ကနေပြီးတော့ potential energy ပြောင်းလိုက်တာပေါ့နော် potential energy transfer into kinetic energy when a stationary object start to move potential energy ကနေပြီးတော့ kinetic energy ကိုပြောင်းတာတဲ့ when a stationary object ရနေတဲ့အရာဟာစတင်ရွေ့လျားမှသူကဒီ potential energy ကနေပြီးတော့ kinetic energy ကိုပြောင်းသွားတာပေါ့နော် when a book falls from its shelf or swing is let go right above person head potential energy is transformed into kinetic energy အဲ့တော့ဒီပေါ်မှာစာအုပ်စင်ပေါ်မှာရှိတဲ့စာအုပ်လေးတွေဟာဒီပေါ်မှာရပ်နေတဲ့အချိန်မှာတော့ဒါကကျွန်တော် potential energy ရှိရတယ်ဒါပေမဲ့เนาะဒီစာအုပ်စင်ပေါ်ကစာအုပ်ပြုတ်ကျလာပြီဆိုရင်တော့
potential energy ကနေ kinetic energy ကိုပြောင်းသွားပါလိမ့်မယ်အဲ့တော့ kinetic energy can only happen through potential energy if there is not energy store အဲ့တော့ kinetic energy က potential energy ကြောင့်ဖြစ်လာတာပေါ့နော်ဒီနေရာမှာ तू က if နဲ့ရေးတယ် if there isn't any energy store energy ကိုဒါလှောင်မထားဘူးဆိုရင် no what can be done အလုပ်ဆိုတာဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ तू ကဒီစာပိုက်ကဖော်ပြတယ်ပေါ့နော်အဲ့ဒါဒီကျွန်တော်တို့ potential energy နဲ့ kinetic energy ကြားဆက်သွယ်ချက်ကို तू ပြောတာပါအဲ့တော့ဒီနမူနာလေးကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒီဥပမာလေးကလည်း kinetic energy can also be transformed into potential energy ရွေ့ရှားနေတဲ့ဒီ kinetic energy က potential energy ကိုပြောင်းနိုင်သလားဆိုတဲ့ဥပမာလေးပေးတာဒါကအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဉာဏ်စမ်းပုစာလေးတစ်ပုဒ်ဖြစ်ပါတယ် when a ball is thrown into the air ဘောလုံးကိုမြောက်တင်လိုက်တယ်ပေါ့နော်ဒီပုံမဟုတ်ဒီပုံကဘောလုံးကိုချတာဒီပုံကဘောလုံးကိုပင့်တင်လိုက်တာ when a ball is thrown into the air နော်ဘောလုံးကိုအပေါ်ကိုမြင့်တင်လိုက်တဲ့အချိန်မှာ तू က velocity နဲ့ तू ဆက်လက်ရွှေ့ရှားသွားမယ် once it reached the top of the arc ဟောဒီရဲ့စဝိုင်းပုံလေးမှာဒီဘောလုံးကထိပ်ဆုံးကိုရောက်သွားတယ်ပေါ့နော်ဘောလုံးကထိပ်ဆုံးကိုရောက်သွားတယ်အထိပ်ဆုံးကိုရောက်သွားတဲ့အချိန်မှာ there is no more kinetic energy because all the kinetic energy is converted into potential energy ဒီနေရာမှာကတော့ तू ရှေ့ကိုဆက်မသွားတော့ဘူးမသွားတော့တဲ့အချိန်မှာ kinetic energy ကဒီမှာရပ်နေတယ်ပေါ့နော်ခဏလေးဒီရပ်တယ်လို့ပဲယူဆလိုက်နော်ခဏလေးဒီနေရာရောက်တဲ့အချိန်မှာတော့ तू ရှေ့ကိုဆက်မသွားတော့ဘူးနော်ရှေ့ကိုဆက်မသွားတော့ဘူးနေရာတစ်ခုရောက်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က potential energy ရှိတယ်လို့ပြောလို့ရတယ်သို့တော်လည်းပဲ तू ကအဲ့ဒီနေရာမှာဆက်ရပ်နေမှာမဟုတ်ဘူးအောက်ကိုကျလာမယ်အဲ့ဒီအချိန်မှာတော့ potential energy ကနေပြီးတော့ kinetic energy ကိုပြောင်းသွားလိမ့်မယ် the ball then fall back to earth because the potential energy is converted back to kinetic energy potential energy က kinetic energy ဘက်ကိုပြန်ပြောင်းသွားမယ် when the ball hits the ground အဲ့တော့ဘောလုံးကမြေကြီးကိုလည်းထိလိုက်တော့ the kinetic energy is converted to potential energy နော်အဲ့တော့ kinetic energy ဟာ potential energy ဘက်ကိုပြောင်းသွားတယ်လို့ဒီမှာမြေကြီးကိုထိရင်ဆက်လက်မရှိတော့ဘူးရပ်သွားမယ်ဒါဆိုရင် kinetic energy ဟာ potential energy ကိုပြောင်းသွားတယ်လို့ကျွန်တော်တို့ပြောဆိုပါမယ်အဲ့တော့ဒီမှာတော့ lesson summary လေးပေါ့နော်အဲ့တော့ within energy there are two types kinetic energy and potential energy အဲ့တော့ energy တွေမြည်ခဲ့သို့ပင်ရှိစေကမူအဓိကကတော့အဲ့ဒါ kinetic energy နဲ့ဟာလာ potential energy ဆိုပြီးတော့လေအမျိုးအစားကြီး2မျိုးကနေပြီးတော့ပဲခွက်တက်သွားတာအဲ့တော့ kinetic energy involves motion of velocity kinetic energy ကတော့ဒီရွေ့ရှားမှုတွေနဲ့ပတ်သက်တဲ့ velocity တွေပါဝင်ရမယ် potential energy is stored နော်အတိစွမ်းအင်ပေါ့နော် potential energy ကတော့တူလောင်ထားတယ် both of these type of energy is seen daily နော်ဒီ energy ပုံစံအသွင်တွေမျိုးဟာနေ့စဉ်ဘဝမှာအများနဲ့တွေ့ဆုံနေရပါ if something is moving တစုံတစ်ခုကရွေ့ရှားနေဆို it is kinetic energy ဥပမာအရွေ့စားဝင်ရှိမယ် the equation for kinetic energy shows the need for velocity for something to be kinetic အဲ့တော့ kinetic energy ဖြစ်ဖို့အတွက်ဆိုရင်တော့သူက equation လိုလိမ့်မယ်ပေါ့နော် velocity လိုလိမ့်မယ် object that are stationary even for a moment ခိတ္တခဏလေးပဲရပ်တည်နေမယ်ဆိုရင်တော့ have potential energy ရှိမယ် kinetic energy is able to transform from one object to another kinetic energy ကတော့เนาะဒီ one object to ဒီအရာဝတ္ထုတစ်ခုကနေပြီးတော့တခြားအရာဝတ္ထုကိုပြောင်းနိုင်တယ် for example if there is a car accident ဖြစ်နေတဲ့အချိန်မှာ the energy from one vehicle transfer to the other vehicle during a collision เนาะကားဆင်းတိုက်မိတဲ့အချိန်မှာကားတစ်ခုက energy ကတခြားတစ်ခုကိုကူးပြောင်းသွားနိုင်တယ်လို့ပြောတာ this is why both cars will be suffer from damage during the car accident เนาะ these sort of energies are constantly converting back and forth အဲ့တော့ဒီလို energy အားလုံးကပြောင်းလဲနေတဲ့ back and forth เนาะရှေ့တို့နောက်ဆုတ်ပြောင်းလဲနေတယ်လို့သူပြောတာ if a stationary object start to move เนาะရနေသောအရာစရွေ့ရှားမယ်ဆိုရင်တော့ that is potential energy becoming kinetic energy potential energy က kinetic energy ဖြစ်လာတယ် if a moving object stop moving เนาะရွေ့ရှားနေတဲ့အရာရပ်လိုက်မယ်ဆိုရင်တော့
this kinetic energy becoming potential energy အဲ့ဒီအချိန်မှာနော်အရွေ့စောင်းရင်ဟာဟလာ potential energy ပြန်ဖြစ်သွားတယ်လို့သူဒီစာပိုက်မှာဒီမှာတော့ quiz လေးတွေမေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ to which of the following variables is kinetic energy proportional အဲ့တော့ kinetic energy ကဘာနဲ့အချိုးကျတယ်လဲပေါ့နော် the speed of the object only the mass of the object times velocity of the object square the velocity of the object only the weight of an object the mass of the object only ပေါ့နော်အဲ့တော့အဲ့ဒါကိုtest တွေကတွေဖြည့်ကြည့်ပါအဲ့တော့ဟိုပါပေါ့နော်သူကဒီ kinetic energy မှာ ke is equal to half mv square ဆိုတာကိုသိရင်တော့ဒီမိကွန်းဖြေလို့ရပါတယ်အဲ့တော့ဒီမှာအဖြေက the mass of the object times the velocity of the object square နော်အဲ့တော့ဒီ through the equation for calculate kinetic energy depends on half the mass of an object ဒါက equation ကိုပြန်ပြောတာပေါ့နော်အဲ့တော့ half ကတော့ဒါ constant ပါနော်အဲ့တော့ kinetic energy ဟာ object ရဲ့ mass နဲ့ object ရဲ့ velocity ပေါ်မှာ proportional ဖြစ်နေတယ်အချိုးညီပြောင်းလဲနေတယ်လို့ပြောတာပါဒီနေရာမှာကြည့်မယ် which of the following is an example of potential energy and not kinetic energy နော် potential energy ရဲ့ဥပမာဖြစ်နေတယ်kinetic energy မဟုတ်ဘူး a man walking လမ်းလျှောက်နေတဲ့လူ a car can traveling at constant speed နော်အရှိန်နော်ဒီကိန်းသေးရှိန်နဲ့ရွေ့ရှားနေတဲ့ကား a bottle of sugar sitting on the countertop and elephant moving at 100 mph နော်7မိုင်နှုန်းနဲ့လမ်းလျှောက်နေတဲ့ဒီ elephant a bike rolling downhill နော်ဒီတောင်အောက်ကိုဆင်းလာတဲ့ bike ပေါ့နော် cycle အဲ့ဒီတည်းကဘယ်ဟာက potential energy လဲအဲ့ဒါကိုမေးတာပါနော်အဖြေကတော့ a bottle of sugar sitting on the counter top နော် counter top ပေါ်မှာကျွန်တော်တို့ရှိနေတဲ့ position တစ်ခုမှာရပ်နေတဲ့တရားဘူးလေးဟာ kinetic energy ရှိပါနော်ဒီမှာကျွန်တော်နမိတ်ပြပုံလေးပြထားပါတယ်တရားဘူးလေးဟာ counter top ပေါ်မှာရှိနေတယ်အဲ့တော့နံပါတ်3ကတော့ကောင်းတယ် identify when the following statement is true အောက်ဖော်ပြပါဖော်ပြချက်တွေကဟာဘယ်ဟာမှန်တယ်လဲ different types of energy can be categorized as either kinetic or potential အဲ့တော့ဒီစွမ်းအင်မျိုးစားတွေအားလုံးဟာ categorize ပေါ့နော်ဒီ kinetic energy နဲ့ potential energy ကနေပြီးအမျိုးအစားခွဲခြားလာတယ်လို့ပြောတာအဲ့တော့ဖြေကြည့်ပါအဖြေမှန်က this statement is true for all different types of energy အဲ့တော့ explanation က energy exists in a different form နော်ဒီစွမ်းအင်အသွင်ပုံစံမျိုးစုံနဲ့ရှိတဲ့ heat motion light chemical sound အဲ့ဒီအမျိုးအစားအမျိုးမျိုးသော energy တွေဟာသူဒီ category နှစ်ခုကနေခွဲထွက်လာတာ potential energy ကနေခွဲထွက်လာမလား kinetic energy ကနေခွဲထွက်လာမလားဥပမာပြီး chemical energy ဆိုရင်ဒါ potential energy ကခွဲထွက်လာတာနောက်တစ်ခါကျတော့ရွေ့ရှားနေတဲ့ဒီ bike ဒီဟိုလာတော့ဒီရွေ့ရှားနေတဲ့ဒီဟာလဲ kinetic energy ကခွဲထွက်လာတာအဲ့ဒါကြောင့်မို့သူက category ဆိုခွဲတဲ့နေရာမှာဒီ potential energy နဲ့ kinetic energy နဲ့ခုကနေပြီးတော့ခွဲထွက်လာတယ်ဆိုတော့သူကပြောပြတာပါဒီမှာတော့เนาะဒီဘောလုံးလေးကရွေ့နေတယ်เนาะအဲ့တော့ဘယ်အချိန်မှာသူ့ရဲ့ potential energy အမြင့်ဆုံးလဲပေါ့เนาะ consider a ball at the end of the string ဆိုတော့ဒီမှာလဲ string ဆုံးသွားမယ်ဒီမှာလဲ string ဆုံးသွားမယ် if the ball is swing back and forth ရှေ့သွားနောက်ဆုံးရွှေ့နေတယ် at the what point in the string will be the ball the most potential energy နော်ဘယ်နေရာမှာ potential energy အမြင့်ဆုံးရှိနိုင်တယ်လဲအော်တက်ရွေ့ရှားသွားတယ်ဒီနေရာမှာအမြင့်ဆုံးရှိမယ်ဒီနေရာမှာအမြင့်ဆုံးရှိမယ်ဒီနေရာမှာလေအဲ့ဒါကြောင့်မလို့သူ့ကိုဖြည့်ကြည့်ပါ at the bottom of the string ဆိုတာဒီအောက်မှာ at the top of the string ဆိုတာဒီအပေါ်တွေမှာနော်ဒီအပေါ်တွေမှာနော်အဲ့တော့ဒီမှာ midway between the bottom and the top of the string အဲ့တော့ midway ဆိုတာဒီအလယ်ကောင်ကိုပြောတာနော်ဒီ up နဲ့ဒီကြားထဲမှာရှိမယ်လို့သူကပြောတာပါအဖြေကတော့ at the top of the string ပါအဲ့တော့ဒီပုံမှာတော့ bicycle လေးကတောင်ထိပ်မှာရနေတယ် topical potential kinetic residual beneficial value energy အမျိုးအစားလဲလို့သူမေးတာပါအဲ့တော့အဖြေကတော့ potential energy ပါကျွန်တော်နောက်သင်ခန်းစာတွေမှာဆက်လက်ပြေဆုံးပေးပါ